皆さんこんにちはဒီနေ့မှာတော့ပထမနေ့ရတင်ပေးထားတဲ့နန်းနီ plus ဆူမိုရီဒါနဲ့ဆက်ဆက်မှုရှိတဲ့နောက်ထပ် grammar လေးတစ်ခုကိုတင်ပေးပါမယ်။ V9 plus ဆူမိုရီでした。意味としてはする予定があったが結果は違いました。အတိတ်ပဲအနေနဲ့ကတော့တစ်ခုခုလုံးရန်အစီအစဉ်ချထားပေမဲ့မလုပ်ဖြစ်လိုက်တဲ့အခြေအနေရလက်မတူညီတဲ့အခါမျိုးမှာအသုံးပြုပါတယ်။ဒီ grammar form မှာဆိုလို့ရှိရင် Sumori Desta ရဲ့နောက်မှာကမဖြစ်မနေလိုက်ရပါမယ်။レ1日曜日サッカーをするSumori Desta が体の調子が悪くなったので休みました。တနင်္ဂနွေနေ့မှာဘောလုံးကစားဖို့ရည်ရွယ်ထားပေမဲ့ခန္ဓာကိုယ်အခြေအနေကသိပ်မကောင်းလို့နားခဲ့ရပါတယ်။2番甘いものを食べないつもりでしたが疲れていたのでケーキを食べてしまいました。ချိုတဲ့အစားအစာတွေကိုမစားဘူးလို့ရည်ရွယ်ထားပေမဲ့ပင်ပန်းလာတဲ့အတွက်ကြောင့်ကိတ်မုတ်ကိုစားပစ်လိုက်တယ်။အခုပြထားတဲ့ဥပမာလေးတွေကိုကြည့်ပြီးတော့ကိုယ်စီစဉ်ထားပြီးတော့လွဲခဲ့တာလေးတွေကိုရေးကြည့်ရအောင်။